မြန်မာစကားထဲမှာကောင်းမှုမကောင်းမှုဆိုတာရဲ့ကောင်းမှုဆိုတာရဲ့ထိသွင်းပြီးတော့ပြောတယ်အဲ့ပြောတဲ့မှာနောက်ထပ်ဆက်ပြီးတော့ပြောတဲ့စကားတစ်ခုကဘာလို့ဆိုရင်မကောင်းမှုအကုသိုလ်ကောင်းမှုကုသိုလ်မြန်မာလူမျိုးတွေကကုသိုလ်ကောင်းမှုပြုပြီးတဲ့အခါမှာနာမည်တွေဖော်ပြပြီးနောက်ဆုံးမှမိသားစုကောင်းမှုဆိုတာလေးတွေရေးလေးရှိကြတယ်ပေါ့အဲ့တော့ကောင်းမှုဆိုတာဘာတွေကိုရည်ညွှန်းထားတာတုံးဆိုလို့ရှိရင်များသောအားဖြင့်မြန်မာပြည်မှာမြန်မာလူမျိုးတွေသိနေတဲ့ကောင်းမှုဆိုတာလှူဒါန်းတန်းတာကိုရည်ညွှန်းပြီးတော့ကောင်းမှုနဲ့ထိုးကြတယ်ပေါ့ဘုရားတဆောင်ကျောင်းကန်လေးသွားပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆိုင်းဘုတ်တွေတွေ့လိုက်မယ်အဲ့ဒီဆိုင်းဘုတ်တွေတွေ့တဲ့အခါမှာကောင်းမှုနဲ့ဆုံးသက်ပြီးတော့ရေးထားတာရှိတယ်နော်သို့တော့မကောင်းမှုနဲ့ဆိုင်းဘုတ်ထိုးတာများတွေ့ဘူးကြလားတွေ့ပါဗျာအဲ့ဒါဆိုလို့ရှိရင်မကောင်းမှုလုပ်တဲ့လူမရှိဘူးလို့ဒီလိုယူဆရမလားဘယ်သူကပုံများမယ်ထင်နော်ဒါပြင်မကောင်းမှုကိုဆိုင်းဘုတ်ထိုးလိုက်မယ်ဆိုလို့ရှိရင်ဘုရားကျောင်းကနေမကဘူးနော်အဲ့တော့ကောင်းမှုဆိုင်းဘုတ်ကဘုရားကျောင်းကနေသာရှိတာမကောင်းမှုဆိုင်းဘုတ်ထိုးမယ်ဆိုရင်တော်တော်ကြဲပြန့်ရှိတဲ့သဘောရှိတယ်ပေါ့ဒီလောကမှာအခုမြန်မာလူမျိုးတွေကုသိုလ်ကောင်းမှုလုပ်ပြီးတော့မိမိရဲ့ကုသိုလ်ကိုမှတ်တမ်းပြုပြီးတော့ကောင်းမှုနဲ့ဖော်ပြတယ်မူလရည်ရွယ်ချက်ကဘာလဲလို့ဆိုလို့ရှိရင်မူလရည်ရွယ်ချက်ကအမျှဝေတဲ့သဘောပဲအမျှဝေလို့ရှိရင်ကောင်းမှုဆိုတာထပ်ပြီးရလာအလုံးသိကြတဲ့အတိုင်းပုံညကိရိယာဝတ္ထု10မျိုးဆိုတာရှိတယ်အဲ့ဒီမဲ့ပတ္တာပတ္တိဌာနနဲ့ပတ္တာနုမောဒနာဆိုတဲ့ပုံညကိရိယာဝတ္ထု2မျိုးရှိတယ်ပတ္တိဌာနဆိုတာပတ္တိဆိုတာကိုရထားတဲ့ကုသိုလ်ကောင်းမှုဒါနပေးလှူတာပရမကိုယ်ကကုသိုလ်ကောင်းမှုကိုရယူတယ်အဲ့ဒီရလာတဲ့ကုသိုလ်ကိုဒီနေရာမှာပတ္တိလို့ခေါ်တယ်အဲ့ဒီပတ္တိမိမိထံမှာရောက်ရှိလာတဲ့ကုသိုလ်ကိုဒါနမျှဝေပြီးတော့ပေးတယ်မျှဝေပေးဖို့ရာအတွက်ဆိုင်းဘုတ်တွေထိုးပြီးတော့မိသားစုကောင်းမှုဆိုပြီးရှင်းတော့ကတော့ကောင်းမှုတွေရပ်မထားဘူးဗာထဲရတော့ဆိုနတ်လူသားတို့ခေါ်စေတော်ဆိုတာလေးထည့်တယ်အခုခေတ်မှာတော့နတ်လူသားတို့ခေါ်စေတော်သိမ့်မပါဘူးမပါတဲ့အခါမူလရည်ရွယ်ချက်တွေပျောက်ပြီးတော့သွားတယ်လို့ပြောရမှာအဲ့ဒါလေးထဲမှာအမျှဝေတဲ့သဘောကပိုးထင်ရှားမယ်တဲ့ဒါကြောင့်မို့လို့ကောင်းမှုဆိုတဲ့နောက်မှာနတ္တုတာတို့ခေါ်စေတော်ဆိုတာလေးရေးထည့်ထားလို့ရှင်ပတ္တိဒါနကုသိုလ်ပေါ့အဲ့ဒီဆိုင်မို့လေးကိုဖတ်ကြည့်တဲ့ပုဂ္ဂိုလ်ကရိုးရိုးပဲတာမန်ဖတ်သွားရင်တော့သူကုသိုလ်ရမှာမဟုတ်ဘူးသူများလှူထားတဲ့ဆိုင်ဘုတ်ကလေးတွေဖတ်ပြီးတော့တာရုကုသိုလ်ကောင်းမှုတွေပြုကြတယ်သူတို့လှုပ်ထားတဲ့ကုသိုလ်တွေအလုံးတာရုခေါ်ပါတယ်ဆိုရင်ဖျားဖူးရင်ကုသိုလ်တွေအများကြီးရနိုင်တယ်ပေါ့ဒီတိုင်းသွားလို့ကတော့မရဘူးเนาะကုသိုလ်ဆိုတာယူတတ်မှရမယူတတ်ရင်မရဘူးတဲ့ဒါကြောင့်မို့ဒါလေးလည်းသတိထားဖို့ပေါ့မြန်မာပြည်မှာဖျားဖူးသွားကြတယ်ဖျားเจ้าကန်တွေသွားတိုင်းဆိုင်းဘုတ်ကလေးတွေတွေ့တယ်တွေ့ရင်ဆိုင်းဘုတ်တစ်ခုဖတ်တိုင်းသာဓုဆိုတာလေးခေါ်မိဖို့အရေးကြီးတယ်ပေါ့အဲ့ဒီလိုခေါ်လိုက်ရင်ကိုယ်မှာဘာကုသိုလ်ရတော့ဆိုပတ္တာနုမောဒနာကုသိုလ်လို့ခေါ်တယ်သူများပေးဝေတဲ့ကုသိုလ်ကောင်းမှုကိုအနုမောဒနာဝမ်းမြောက်တယ်ဆိုတဲ့ကုသိုလ်ရအဲ့ဒီပတ္တာနုမောဒနာကုသိုလ်ဆိုတာလေအနည်းငယ်လေးတွေမပြောလောက်တဲ့ကုသိုလ်လို့မထင်မှတ်လေနဲ့ပုံညကရိယာဝတ္ထု10ပါးထဲမှာပတ္တာနုမောဒနာကုသိုလ်အဖြစ်တစ်ခုအနေနဲ့ရေတွက်ပြီးတော့ထည့်သွင်းထားတာနော်တာမန်ကုသိုလ်မဟုတ်ဘူးလူဘဝရနေရင်တော့လူရဲ့ချမ်းသာဒုက္ခတွေကိုလက်ခံရရှိနေသည့်အတွက်ကြောင့်သူများကုသိုလ်တာရုခေါ်တာကိုယ်မှာဘာမှထူးထူးခြားခြားပြောင်းလဲလာမှာတော့မဟုတ်ဘူးပေါ့သို့သောကုသိုလ်ကတော့ရသွားတာရမှန်းမသိပဲနဲ့ရနေတဲ့ကုသိုလ်တစ်ခုပေါ့